သူကတစ်ခုလိုချင်တစ်ခုစွန့်ရဒါတဘာဝပဲနော်ဟိုဘက်ကန်းရောက်ချင်ဒီဘက်ကန်းစွန့်ရတယ်နိခမဒုက္ခလို့ဆိုတဲ့ကာမဂုဏ်အာယုန်နေကင်းတဲ့ချမ်းသာမျိုးကိုရချင်လို့ရှိရင်ကာမဒုက္ခဆိုတော့စွန့်လို့ရဘယ်ရပဲဖြစ်ဖြစ်တစ်ခုရချင်တစ်ခုစွန့်ဘုန်းကြီးတို့နေ့စဉ်သွားနေတဲ့ခြေလမ်းကိုပဲကြည့်ပထမခြေလမ်းကိုမစွန့်နိုင်ရင်ဒုတိယခြေလမ်းကိုမရဘူးလေကတိတက်တဲ့အခါမှာလည်းပထမလေကတိကိုစွန့်နိုင်မှဒုတိယလေကတိပေါ်ရောက်တယ်ဒုတိယလေကတိတက်စွန့်နိုင်မှတတိယလေကတိကိုရောက်တယ်အဲ့ဒါလို့စွန့်လို့ပြီးတော့လက်ခဲ့ရလောကလူသားတွေကမစွန့်နိုင်ပဲဖက်တွေထားသည့်အတွက်ကြောင့်အထက်ကိုမရောက်ကြတာဟိုဘက်ကသွားခြင်းတဲ့လူတယောက်ဟာဒီဘက်ကမှထိုင်းနေလို့ဟိုဘက်ကကိုရောက်လာမှာမဟုတ်ဘူးဒါကြောင့်ဒီဘက်ကကိုစွန့်ခွာဖို့လိုအပ်တယ်တန်တရားဆိုတဲ့ဒီဘက်ကကြီးကိုမစွန့်ခွာပဲနဲ့နိဗ္ဗာန်ဆိုတဲ့ဟိုဘက်ကကိုဘယ်နည်းနဲ့မှမရောက်ဘူးတန်တရားဆိုတဲ့ဒီဘက်ကအန္တရာယ်တွေနဲ့ကြီးပဲဘာဖြစ်လို့တော့ဆိုရင်ဘဝမှာဒီဘဝဒီဘက်မှာနေလို့ရှိရင်အန္တရာယ်တွေအလုံးကိုချီးမားပြီးနောက်ဆုံးအသက်ဆုံးပြီထီအောင်ဖြစ်သွားတယ်နော်အာတိဝိသောဘဝသုတ်တမှာကိုတတ်မဲ့လူကိုအနိကပ်ပြီးတော့အယုံသွင်းပြီးတော့နော်လှုပ်ချန်တပ်ဖြတ်မဲ့ရန်သူဒီဘက်ကမ်းမှာရှိနေတယ်ကိုနဲ့အတူရှိနေတယ်ကိုဒုက္ခပေးမဲ့အစိတ်ပြင်းထန်တဲ့မွေးကြီးတွေလည်းကိုနဲ့အတူရှိနေတယ်အဲ့ဒါလို့ဒီဘက်ကမ်းမှာကြည့်လိုက်မယ်ဆိုအန္တရာယ်တွေနဲ့ကြီးပဲလို့ရလမ်းမရှိဘူးဒီဘက်ကမ်းဒါကြောင့်မို့ဟိုဘက်ကမ်းကိုမရောက်တဲ့ပြတော့ဒီဘက်ကမ်းနေလို့ရှိရင်တော့အိုခြင်းနာခြင်းသိခြင်းဆိုတဲ့ဆင်းရဲဒုက္ခလွတ်ကြမှာမဟုတ်ဘူးဘယ်ပုဂ္ဂိုလ်မှမလွတ်နိုင်ဘူးဒါကြောင့်မို့ဟိုဘက်ကမ်းကိုရောက်သွားဟိုဘက်ကမ်းသွားဖို့ဆိုတာလေအန္တရာယ်တွေအလွန်ပြောနေဒီရှည်ပြင်းကြီးကိုဖြတ်ကျော်ရမှာဖြစ်တယ်လှေဖောင်မရှိဘဲနဲ့သွားဖို့အလွန်ခက်တယ်ဒါကြောင့်မို့လှေဖောင်ဆိုတဲ့အမှန်မြင်မှုအမှန်တွေးမှုမှန်ကန်တဲ့စကားကိုပြောဆိုမှုမှန်ကန်တဲ့အလုပ်ကိုလုပ်မှုမှန်ကန်တဲ့အသက်မွေးမှုဆိုတာတွေကိုချိန်တည်ပြီးတော့မှန်ကန်တဲ့ကြိုးစားအထောက်မှုနဲ့မှန်ကန်တဲ့အမှတ်ရမှုတွေတိဆောက်ပြီးမှန်ကန်တဲ့တမာတိနဲ့တွားမှဟိုဘက်ကန်းကိုရောက်တယ်